ကိုကျင်းစာတရားဆိုတာသူများနဲ့ဆက်ဆံလာလို့ရှိရင်နံပါတ်1ပြောဆိုခြင်းနဲ့ဆက်ဆံတာတစ်ခုနံပါတ်2ကပြုလုပ်ခြင်းနဲ့ဆက်ဆံတာတစ်ခုစိတ်ထဲမှာရှိတာနဲ့မဆိုင်ဘူးလူတွေကတူနဲ့တူဆက်ဆံကြတယ်ဆိုရင်အပြောနဲ့ဆက်ဆံအလုံးနဲ့ဆက်ဆံနှစ်ခုရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအလုံးနဲ့ဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့ဒီသူတို့ကိုအရင်ရှင်းပြတယ်ကိုကျင်းစာတရားထားဖို့အလုံးနဲ့ပတ်သက်တဲ့ဆက်ဆံမှုကိုအရင်ရှင်းပြတယ်ကိုကျင်းစာတရားဆိုတာတဲ့ဒီလောကမှာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာသူကဒီလိုစဉ်းစားတယ်တဲ့စဉ်းစားပုံစဉ်းစားနည်းလေးကိုစကြည့်လူတိုင်းကကိုမစဉ်းစားဘူးဆိုရင်လည်းကိုစဉ်းစားရမယ်ဒီတိုင်းစဉ်းစားမယ်ငါဟာအသက်ရှည်ခြင်းနဲ့မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲကိုယွန်းမုန်းတယ်ဒါလူတိုင်းကကိုယ့်ကိုကြည့်မယ်ငါအသက်ရှင်ခြင်းနဲ့မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲမှာကြောက်တယ်ဆင်းရဲမှာကြောက်တယ်အဲ့ဒါလို့ကိုယ့်ကိုရင်စဉ်းစားပြီးတော့အဲ့တော့မသေးခြင်းဘူးအသက်ရှင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆင်းရဲကိုကြောက်တယ်ဆိုတဲ့ငါကိုသူများတွေကငါ့ကိုလာပြီးတော့တတ်မယ်ဆိုရင်ငါကြိုက်မှာမဟုတ်ဘူးမကြိုက်ဘူးမနှစ်သက်ဘူးအဲ့တော့ငါကိုယ်တိုင်ကလည်းပဲငါနီးတူအသက်ရှင်ခြင်းနဲ့မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲဒုက္ခကိုယုံမုန်းနေဆိုတဲ့မြည်သည့်တ attva ကိုပဲဖြစ်ဖြစ်ဒုက္ခပေးမဲ့တပ်ဖြတ်မဲ့ဆိုရင်သူလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ငါမကြိုက်တာသူလည်းကြိုက်မှာမဟုတ်ဘူးဒါကိုကျင်းစာတရားပဲနော်ငါမကြိုက်တဲ့အလုပ်သည်သူလည်းမကြိုက်တဲ့အလုပ်ပဲဖြစ်မယ်ယောခောမြာယံဓမ္မောအပိယောအမနာဘောပရတိသောဓမ္မောအပိယောအမနာပါယငါမကြိုက်တဲ့အရာသည်သူမကြိုက်တဲ့အရာသာဖြစ်တယ်အဲ့တော့ငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုသွားလောက်အောင်မှာလဲကိုကျင်းစာတရားနဲ့စဉ်းစားတာငါမသေးခြင်းဘူးသက်ရှင်ခြင်းနဲ့မတတ်နဲ့သူများဘယ်တရားဝါမှမတတ်နဲ့သူလည်းတရားဝါမှန်သမျှအသက်ရှင်ခြင်းညမှာပဲသူတို့ရဲ့ဆန္ဒအရာဆင်းရဲမှာကြောက်ကြတယ်ချမ်းသာခြင်းနဲ့ဘဝမှာပျော်ရွှင်ခြင်းနဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးကိုပျော်ရွှင်ခွင့်မပေးဘူးအသက်ရှင်ခွင့်မပေးဘူးဆိုတာတရားသလားဘယ်တရားမလဲကိုတော့အသက်ရှင်ခြင်းနဲ့သူများတော့အသက်ရှင်ခွင့်မပေးဘူးကိုကတော့ချမ်းသာခြင်းနဲ့သူများကိုချမ်းသာခွင့်မပေးဘူးကိုကဒုက္ခရောက်မှကြောက်တယ်သူများကြတော့ဒုက္ခပေးတယ်ဆိုဒါမတရားတာပဲအဲ့လိုစဉ်းကျင်စဉ်းစားပြီးတော့သူများအသက်ကိုတတ်ချင်းဆိုတဲ့ပါဏာတိပါဒအမှုကကိုယ်တိုင်လဲရှောင်ကျင်တယ်သူတို့ဘာတွေကိုလဲရှောင်မိုးတိုက်တွန်းတယ်ရှောင်ကျင်ခြင်းကိုလဲချီးမွမ်းမှုပြုတယ်